ကိုကခယူတွေကောက်နေမှာခယူတွေကပြမယ်ဒီမှာအလုံးတွေအကြီးပဲခွေးရလဲကိုပဲသွားအဲ့မှာပဲစောင့်နေတာအကြီးပဲဒါတတိလေးတွေအကြီးဆိုအောက်မှာတပုံပဲပရိုဆက်တက်နေမှာထဲစရနေရမြူလာရအောင်ဒီတိုင်းလာကောက်ရင်တွေ့အများပဲတပြက်မွေးမယ်စားဘူးတော့မဟုတ်တနေ့ကတပြက်မွေးပရိုဆက်ကလည်းအိုးဒီမှာဆိုရင်တခုနဲတိုင်းမဟုတ်ကြီးပဲတလုံးနဲမို့စားမယ်ဆိုရင်လေနော်အကြီးပဲဝါချစ်စရာလေးတွေမစားလဲမစားရဲ့တပြက်မွေးမယ်ခီးလေးရလာတယ်နဲရမှာတော့နင်းဟွာရင်တိုင်းမှာရဟွာใหญ่มากเลยอ่ะน่าจะเป็นตัวผู้ตัวเมีย ก็ไม่รู้